လက်ရှိတဲ့တရုတ်ထဲမှာလည်းဒီတူထက်မောင်ကောင်းတာပါရှိသေးတယ်ဒီတူထက်မောင်ကောင်းတာပါရှိသေးလဲဆိုရင်ကျွန်တော်တို့ဒါ BGCC ကမောင်းလို့မကောင်းဘူးเนาะတီတူလောက်မောင်းလို့မကောင်းဘူးကျွန်တော်တို့ဒီကားကြီးတာတခုပဲကားကြီးပြီး function ဖြစ်တာတခုပဲမောင်းမကောင်းတချို့ကတီတူကိုထင်နေကြလိုက်မယ်တီတူကမောင်းကောင်းတယ်ပြောမယ်ဆို horsepower လည်း200ကျော်ထွက်တယ်ပြောမယ်ဆိုရင်ဘယ်လိုပြောမလဲသူ့ရဲ့ဟို size နဲ့သူ့ engine နဲ့ကမြတ်တယ်ပြီးတော့စီစားတက်တာတယ်အဲ့တော့တီတူတက်ပို့ပြီးအများကြီးမောင်းကောင်းတယ်function လဲစုံတယ်ပြီးတော့ကျွန်တော်ပြုတ်ပြီးမှလဲကျွန်တော်တကယ် brand ကြီးထဲမှာပါတယ်ဘာကားလဲဆိုတော့ကျွန်တော်ဟုံးကြီးထဲမှာကျွန်တော် AZ7 လာတယ်သူက comfort နဲ့ deluxe လာမနေနှစ်ခုလာတယ်တဲ့အဲ့တော့ကျွန်တော်ဒီ grade မျိုးမှာကျွန်တော်ကျွန်တော်တို့ဒီ shopper အနေနဲ့ပါတာမပါတာ၄အိတ်ပေါ့နော်၄အိတ်ပါတာမပါပွာသွားမယ်ကျွန်တော်ခုံသုံးတန်းဖြစ်တာမဖြစ်တာပွာသွားမယ်ကျွန်တော်တို့အဲ့ဒါလေးပွာသွားတယ်ဂရိတ်အမြင်လည်းမိုက်ပါတယ်အဲ့တော့ကျွန်တော်တို့ဘယ်လိုပြောရမလဲအဲ့ AZ7 က 3000cc နဲ့လာV6 နဲ့လာတယ်ကျွန်တော်တရုတ်ကားထဲမှာ V6 နဲ့လာဆိုတော့ဒီကောင်ပဲရှိမယ်ထင်တယ်ကျွန်တော်ထင်တော့ဘာလို့လဲဆိုများတော့အဖြစ်က 2.0 လေးလုံးလုံးနေပဲများတယ်ပြီးစီစားတယ် horsepower မြင့်တာပဲရှိတယ်ကျွန်တော်တို့ဒီတာဘူနဲ့ကိုတွန်းအားပေးတာပဲရှိတယ်ဒါပေမဲ့ 3.0 တာဘူနဲ့လာsuper chat နဲ့ပေါ့နော်လာတာနဲအဲ့တော့3.0 မှာစီစားလဲ3.0 ဆိုပြီးစီစားပလားဆိုမစားဘူးကျွန်တော်တလီတာ highway ဆိုရင်ကျွန်တော်တို့13-14 လောက်ရတယ်မြို့ရင်းဆိုရင်ကျွန်တော်တို့8-9-10အဲ့လောက်ကိုသွားတယ်အရန်မိုက်တယ်မောင်းလို့လည်းကောင်းမယ်ကျွန်တော်တို့တကယ်မောင်းကြည့်ပြီးကျွန်တော်တို့တကယ်တရုတ်ကားလို့မထင်ရတော့ကောင်းတယ်ပေါ့နော် AZ7 ကမြန်မာပြည်မှာတီးတဲ့လူလည်းနဲပါသေးတယ်ဟုံးကြီးကို AZ7 ကိုကျွန်တော် HQ9 လဲလာတယ် AZ7 လဲလာတယ် HQ9 ကကျွန်တော် 2.0 နဲ့လာV6 နဲ့ကိုတော်တော်လေးမောင်းကောင်းတယ်ကျွန်တော်တရုတ်ကားလို့မထင်ရအောင်တော်တော်လေးမောင်းကောင်းပါတယ်V6 နဲ့ရှားတာကိုပြီးတော့ grade လည်းကျွန်တော်ဒီ480နဲ့လာတယ်အရမ်းမိုက်တယ်တွားကြည့်ပါရှိတယ်ညမှာအဲ့တော့ဈေးနှုန်းအဖြစ်ကျွန်တော်အရင်တော့3400ကျော်ရောင်းတယ်အခုချိန်မှာ2990နေရောင်းတယ်အဲ့ဒါဟိုမှာ promotion တွေလည်းရောင်းတာရှိတယ်အဲ့တော့အဲ့ဒါလေးကိုတွားကြည့်ပါအရမ်းမိုက်ပါတယ်